အချိန်နဲ့ကာလဆိုတာပြောင်းနေတဲ့အတွက်သင်္ခါရမှာရှိပါတယ်ဒါပေမဲ့ထာဝရရဲ့ကဏ္ဍတွေကိုဝင်သွားရင်အဲ့ဒါမရှိတော့ဘူးအရေးကြီးတယ်ဒီတော့ထူးဆန်းတာတော့ထာဝရကိုကဏ္ဍဆိုတာထာဝရဘုရားသခင်နဲ့အတူထာဝရအချိန်ကာလအတူနေမယ်ဆိုတာတော့အနာဂတ်မှာရှိနေတာတော့သိပါတယ်ဒါပေမဲ့ဘုရားသခင်ရဲ့တဘာဝလူထဲမှာထည့်ပေးလိုက်တဲ့အရာကဘုရားရဲ့တဘာဝတရံလို့ခေါ်တဲ့နန္သက်ကိုပြောတာနန္သက်ကိုပြောတယ်ဆိုတော့လူကနန္သက်လောက်ပဲနားလဲတာနန္သက်ဆိုတာအမှန်တကယ်တော့နန္တဘာဝဒီဘုရားသခင်ရဲ့တဘာဝကိုဆိုလိုတာဖြစ်တယ်အဲ့တော့ကလို့ဘုရားသခင်နဲ့အဆက်ပြတ်နေရင်တော့အဲ့ဒီထာဝရတဘာဝကိုရှုံးတယ်ထာဝရတဘာဝကိုခံစားဖို့ခက်တယ်နော်ထာဝရတဘာဝဒီသင်္ခါရထဲမှာထာဝရတဘာဝခံစားဖို့ခက်တယ်ဒီတော့ကလို့ဒါကြောင့်အော်စရာကောင်းတာတော့ရှင်ရောခရစ်ဝင်မှာလေဟိုးမြေးတွေပြောခြင်းတယ်နော်ထိုသူကိုလက်ခံသောသူဒီကိုရောကိုယုံကြည်သောသူတဲ့ဆိုတာနှုတ်ကပတ်ကိုယုံတာကိုပြောတာနှုတ်ကပတ်တော်ရှင်ခရစ်တော်ကိုယုံကြည်တာခရစ်တော်ကပေးတဲ့ဂရုတွေနော်ပြောထားတဲ့prophet ပြုချက်တွေဖြစ်မဲ့ဆိုတာတွေနဲ့နော်ပြီးတော့ငါကိုခေါ်လို့ငါထူးမယ်နော်ပြီးတော့ငါဒီတိတ်ကိုမစွန့်တင်ကိုအလင်းမပြေမထားဆိုရဲအဲ့ဒါတွေကထာဝရအတွန်းဝင်တယ်လို့ပြောခြင်းတယ်ဒီတော့ကလို့ဒီခရစ်စမတ်အချိန်လေးမှာခရစ်တော်ရဲ့ဖွာတန်ချိန်လေးကိုကြည့်မယ်ဆိုရင်လူတွေကတော့အများတော့ပေါ့နော်ပုဂ္ဂိုလ်တစ်ပါးကဘာထဲမှာထူးဆန်းသောပုဂ္ဂိုလ်ဖွာလာတယ်ပြီးတဲ့အခါကျတော့တခါတည်းနေသွားတယ်ထိုင်သွားတယ်ဒါကသင်္ခါရရဲ့ရှုထောင့်နဲ့အမြင်ဒါပေမဲ့ခရစ်စမတ်ဆိုတာအဲ့လိုမဟုတ်ပါဘူးခရစ်စမတ်ဆိုတာရှေးမစွာတဲ့ကဘာမတိမရှိနဲ့ဒီကခရစ်တော်ဟာခါတဲ့ဒီအမှုတော်မြတ်ကြီးကိုဆောင်ရွက်ဖို့တာဝန်ယူထားတယ်တဲ့အော်ကြကောင်းတယ်အဲ့ဒါကြောင့်မလို့အစာဥ၌နှုတ်ကပတ်ရှိတဲ့ဘာမှမရှိတဲ့အခါနှုတ်ကပတ်ဆိုတော့ခရစ်စမတ်ကြမှာခရစ်တော်ဖြစ်လာတာမဟုတ်ပဲခရစ်တော်ဒီဖန်ဆင်းသောအရှင်အာနာသက်ရှိသောအရှင်ကဘာကိုနှုတ်နဲ့ဖန်ဆင်းတဲ့နှုတ်ကပတ်ရှင်နှုတ်ကပတ်တော်နှုတ်နဲ့အနှိမ့်ပေးဖြစ်တဲ့ရှင်ဆိုတဲ့အကြောင်းကိုနော်ဒီနေ့လူတွေကဒန္တာရီလို့အောင်မိတာပေါ့နှုတ်ဝင်လဲသူရဲ့ကောင်းပါညာပေါ့လေနော်ထင်ကြတာဒါမှမဟုတ်ဘူးခရစ်တော်ဟာတကယ်ကြတော့ဖျားပဲကဘာတွေကိုလာတော့ဖျားဆိုတာဒါဟေးလို့လူကိုတက်တည်ထူတဲ့ဖျားဖြစ်ပါတယ်လို့ပြောခြင်းတယ်အဲ့ဒီအတွက်ကြောင့်ဒီမှာဖျားသခင်ကဖျားဆိုတာချစ်ဖွယ်ကောင်းတယ်ဆိုတာနှလုံးကသိပြီးသားပါဘာဖြစ်လို့လဲသိလားဖျားရဲ့မေတ္တာကလူတွေကိုခံစားဖို့ရအာယုံရှိပြီးသားဖြစ်တယ်အဲ့ဒီအာယုံကဘာအာယုံလေးလဲဆိုနန္တိတရားအာယုံတဲ့ဒါကြောင့်မလို့အဲ့ဒီမေတ္တာရှင်ရဲ့စကားများဟာလေနာအာယုံထဲမှာခံစားတာအဲ့ဒီအချက်ကိုရသွားတဲ့အခါစပြီးရဲ့ဖြစ်ရင်ခရစ်တော်နဲ့ကောင်းကင်မှာရှိတဲ့ခရစ်တော်ကိုကဘာတွေကဆူတောင်းလို့ရပြီဒီအတွက်ကြောင့်ဒီခရစ်စမတ်အချိန်မှာစိတ်ကြက်ခြင်းလဲကြက်နေမယ်မွန်းခြင်းလဲမွန်းနေမယ်အခြေအနေတွေပြောင်းလို့ပေါင်းသစ်ဆက်ဆံလို့မရလို့စီးပွားရေးကြတာရှိမယ်ဒါပေမဲ့ခရစ်တော်နဲ့တော့အဆက်ဘယ်တော့မှမပြတ်ဘူးတကားဖွင့်ထားတယ်တယ်လီဖုန်းဖွင့်ထားတယ်နော်ဒီနေ့တယ်လီဖုန်းလေးနဲ့ဆက်လိုက်ရုံပဲဆက်လို့ရတဲ့နံပါတ်လိုပဲဒီကနေ့ဟာစိတ်ဝိညာဉ်လေးအာယုံလေးနဲ့ပဲဆက်ဖို့ handset တောင်မလိုဘူးလေဆိုတော့ကလို့ဒီကနေ့နော်ယုံကြည်စားဖြစ်တဲ့ကိုယ့်ရဲ့မိတွေနော်ဒီမှာဒီနှစ်မှာတော့ခရစ်စမတ်ထူးဆန်းတာဘာဖြစ်လဲဆိုတိတ်ပြီးတော့ဆက်သွယ်လို့မရဘူးအလုပ်တွေမရှိကြဘူးအဲ့တော့လူဘက်ကကြည့်အဆိုးကြီးပဲသို့တော့ဘုရားသခင်ကခရီးထားပါတယ်ငါ့ကိုခေါ်ပါငါထူးမယ်တဲ့တောင်းကြလို့တောင်းရင်ပေးမယ်တဲ့ဆိုတော့ဒီကနေ့ကလူဖြစ်သောကြောင့်အာယုံ၅ပါးကလေဦးစားယူတယ်နော်ဦးစားယူတဲ့အတွက်ကြောင့်လေ
နည်းနည်းလေးအလုံးမရှိဘယ်နေရာအလုံးရမလဲဒီလိုစဉ်းစားတယ်ဒါမှမှားပါဘူးဒါမှလည်းအဲ့ဒါတည်းကိုဘုရားသခင်ကျွန်တော်အလုံးတော့မရှိပါဘူးကိုတော်ပေးပါအလုံးပေးပါအလုံးမရခင်စကြစားဖို့ပေးပါဒီကနေ့လေအဲ့လောက်ကလေးပဲတန်တာတဲ့အတွက်နော်ခရစ်တော်ကအေမာနွေလလူသားတွေနဲ့အစေလက်ပွန်တည်းရှိတော်မူသောဖယားရှင်အေမာနွေလခရစ်တော်ရှင်ကဒီနေ့အဖြစ်ပေးမယ်လူရမသားတဲ့ဖျားတဲ့လူတွေလေဆူတောင်းတာနဲ့ကိုဗစ်ကနေပျောက်တဲ့လူတွေအများကြီးပါအလုံးမရှိတဲ့ကြားတွေကဆူတောင်းလို့ဆန်လာလူတဲ့လူတွေစားကြလူတဲ့လူတွေဘိုးစားပေးတဲ့လူတွေရနေပါတယ်စဉ်းစားကြည့်ပါဆိုတော့အဲ့ဒါလေးကတက်တည်ရောကလို့သင်္ခါရကြောင့်နောက်နှစ်ကိုဝင်တော့မယ်ဆိုတော့နှစ်ပြောင်းသွားတယ်နှစ်ပြောင်းပြီနဲ့ဘုရားရဲ့ဂရုတော်တဲ့ညီသဘာဝမပြောင်းဘူးအဲ့ဒါလေးကိုအဖိုးကအားပေးခြင်းနဲ့အဖိုးဆိုရင်လည်းအခုအသက်လေးလေးရလာပါပြီငါမိတွေသိပါလိမ့်မယ်နော်သို့တော်လည်းဟိုမပြောင်းတာကဘုရားရဲ့ဂရုကမပြောင်းဘူးလေအဖိုးဆိုတာ1900နဲ့94ခုနှစ်ကတည်းကစပြီးတော့အဖိုးကလောကအလုပ်ကိုထွက်တာတခါမှအလကသာအလုပ်မရှိပါဘူးဘုရားသခင်ဂရုတော်နဲ့ပဲရပ်တည်ခဲ့အတွက်ကြောင့်ဒီတရင်ကောင်းဒီတစ္ဆာရှင်ရဲ့စကားနှုတ်ကပတ်များဟာအဖို့အတွက်အကြောင်းဝင်တယ်လို့လူသားအလုံးအတွက်အကြောင်းဝင်တယ်ဖခင်နဲ့ဆက်တဲ့နေရာမှာတော့မချဘူးအဲ့ဒီအတွက်ကြောင့်အေမာနွေလဒီဟုသောယေရှုခရစ်တော်ကဘာရဲကြွလာတာကသမိုင်းလေးပဲပြုဖို့နဲ့လူသမိုင်းထဲမှာဓမ္မရာဇဝင်လေးခရစ်တော်ဆင်းသက်လာတဲ့အကြောင်းကြီးထွားလာတဲ့အကြောင်းအောဝယ်အလုပ်လုပ်သွားတဲ့အကြောင်းလေးပဲထည့်တာဒါပေမဲ့ခရစ်တော်ကထာဝရဖြစ်ပါသောကြောင့်ဒီပြုမှုသောကျေးဇူးပြုခြင်းတရားအလုံးဒီကနေ့အကျွမ်းဝင်တယ်အဲ့ဒါလေးကိုမမေ့ပါနဲ့နော်အဲ့ဒါလေးကိုမမေ့ကြပါနဲ့လို့အဖိုးကငါမီးတွေကိုပြောခြင်းတယ်အဲ့လိုဆိုရင်လေအေးစေးတယ်လေအိမ်မှာလေးရှိမရှိဘူးစာမရှိဘူးကိစ္စမရှိဘူးဒီပေါ့အဲ့တော့ဘုရားလာပေးမလဲတဲ့စောင့်ကြည့်ပါဆုတောင်းပြီးတော့သာမျောလင်းပြီးတော့လေတတ်တာနေမျောနေဘုရားသခင်ဘယ်လိုများလုပ်မလဲမော်ဒကာဇီဝင်ဆိုင်ပြီးတော့လေမော်ဒကာဇီဝင်ဆိုင်ပြီးတော့လေဆန်လေးတွေစီလေးတွေငယူတိချက်တော့အာလူအကုန်လုံးချပေးသွားတယ်ဟာတွေဒီနေ့ရှိနေပါတယ်အဲ့ဒါကလေစနစ်နဲ့ကိုလူကိုလိုက်ပေးနေတာမဟုတ်ပါဘူးဘုရားသခင်စေလွတ်တဲ့စေတမများလူတွေကိုပဲဘုရားကအဆက်အသွယ်လုပ်ပြီးတော့သုံးတာကြောင့်မလို့ဒီနေ့လမ်းဘေးကအင်းအစုလေးတွေရွာလေးတွေမှာဒီလိုပဲစိတ်စေနာရှင်တွေကဝင်ပေးနေတာလမ်းဘေးဒရာအောင်မအိတ်တဲ့လူတော်မှမော်ဒကားလေးရပ်ပြီးတော့ပေးသွားတယ်ဆိုတာကြားမှာပေါ့နော်အဲဒီတော့ကလို့ဒါဘုရားသခင်ထူနေတဲ့သက်တည်ဖြစ်တယ်လို့အာမခံကကဘာထဲမှာခမင်းတခါစားပြီးပြန်စားဖို့လိုသေးတယ်ဆိုဘုရားပြပြီးသားပါတယ်ဒါကြောင့်ဒီမှာအခြေအနေဘလို့ဆိုဘုရားသခင်မပြောင်းလဲဘူးယေရှုခရစ်ပြောင်းလဲခြင်းမရှိဘူးတဲ့နော်ဒါကြောင့်ဒီတော့ကလို့ဒီခရစ်စမတ်မှာဒီယောဂကြီးနဲ့ဖြစ်တဲ့အတွက်စိတ်ငြိမ်နိုင်တာလည်းရှိပါတယ်တဘာဝသို့တော့ဝိညာဏကတော့စံကြည့်ပါငါဒီကောထာဝရဘုရားမင်းတော်မူဒီကငါဒီကောင်းမြတ်တော်မူသည့်အကြောင်းမြည်စမ်းပါဆိုတော့ဒီနေ့ရှင်းတော့ကတော့မြည်ဖို့မလိုဘူးလေအလုတ်သွားရှာအလုတ်ရလာကရပတ်စံရထမင်းဝယ်စားအဲ့လိုနဲ့ချက်ပါလဲခဲ့တဲ့ရှိကနေဒီကနေ့ကမစီလျော်တဲ့ကောင်းကြီးဆိုတာကကိုဗစ်ဖြစ်တဲ့အတွက်ဒီပုံမှန်အာမခံမရှိတော့ဘူးဒါပေမဲ့ဘုရားအာမခံရှိတယ်စားဖို့မပူရဘူးဝတ်ဖို့မပူရဘူးနောက်မှလူသမျှပြေးမယ်ဆိုတဲ့ဂရုတော်ကိုဒီနေ့လက်တွေ့မြည်စားပြီးမှအတွေ့အကြုံရလို့ဟာဒီနေ့ယုံကြည်ခြင်းနဲ့တိုးပွားပြီးတော့စိတ်အေးချမ်းသာတဲ့လူတွေအဲ့ဒါဖျားထားခဲ့တဲ့ညီသက်ခြင်းနော်လူများတွေကလာကပေါ်မှာပဲပဲအကူတော့စိတ်ကမပူဘူးတကယ်ကြလာကအာမကမရှိဘူးလူတော်တည်သေးတာဖျားသခင်ဂတိကဘယ်တော့မှမပြတ်ဘူးဆိုတော့အခုချိန်ကာလမှာအဖို့တည်တော့အတော်များများကဒီနည်းနည်းဆန်းကျင်တဲ့ဘုရားနှုတ်ကပတ်တော်ပြည့်စုံခြင်းကိုခံစားရတဲ့အထက်မှာငါမီးတွေလည်းခံစားရမယ်လို့ယုံကြည်တယ်
ဆိုတော့ကလို့ဒီနှစ်ခရစ်စမတ်အချိန်မှာတွေ့ကြုံရသောအတွေ့အကြုံများတို့သည်နောင်နှစ်တည်းကူအတွက်အော်စရာအာမကမဖြစ်ပါလားတဲ့နော်အဲ့တော့ဒီနှစ်မှာတွေ့ကြုံရတာတွေပြန်ဆင်ခြင်ကြပါဒီကနေ့ဒီအချိန်ထိနော်လွန်ခဲ့တဲ့မတ်လလောက်ကစပြီးတော့ဒီကိုဗစ်ကြီးဖြစ်လာလိုက်တဲ့ဥစ္စာနော်လာပေါင်း9လဒီမှာရောက်လာပါပြီအဲ့ဒီအချိန်မှာဖျားထူတဲ့တက်တွေများလေအဲ့ဒီလူကဖျားပုံမှာစိတ်ချလေအဲ့ဒါကိုပြောတာငြိမ်သက်ခြင်းရှိစေတည်းတဲ့နော်ဓမ္မရာပုံမှာငြိမ်သက်ရသောအာမကတဲ့ငြိမ်သက်တဲ့အရာဘယ်မှာသွားရှိမလဲဒါနဲ့မကသေးဘူးနော်ဘုရားသခင်ယုံကြည်ပါငါကိုလည်းယုံကြည်ပါငါအဖအိမ်မှာအခမ်းများရှိတယ်ဆိုအနာဂတ်ကထာဝရမှာအိမ်ရှိတယ်တဲ့ဘုရားသခင်နဲ့အတူနေကြပြင်ဆင်လျက်ရှိတဲ့အရှင်ဟာကောင်းကင်မှာထာဝရအနေဖို့ပြင်ဆင်တဲ့အရှင်ကနောင်နှစ်အတွက်ဘာပူစရာရှိမလဲလို့အဖိုးအားပေးခြင်းတယ်နော်ဒီနေ့လူတွေကငွေကိုအားကိုးတယ်ပညာကိုအားကိုးတယ်အာဏာကိုအားကိုးတယ်နော်ဒီလိုအလုတ်ကိုင်းကိုအားကိုးတယ်အဲ့ဒါတွေကတည်ကပါရှိမှာပေါ့ရှိတာလည်းကောင်းတာပေါ့ဒါပေမဲ့တကယ်ဟာကတော့မဟုတ်ပါဘူးတကယ်ဟာသာဝရဘုရားနဲ့တွေ့ဆုံရသောအခွင့်အရေးကြီးကိုရတဲ့ဒီနေ့ညီကိုတွေဘေဘာသာကပဲပြောင်းလာနော်တချို့သောသူတွေခရိယာလုံနေပြီးတော့ခရစ်တော်နဲ့ဆက်မရှိပါဘူးအဲ့ဒါတွေကတော့တေရှုံးတယ်လို့ကိုပြောခြင်းနဲ့ဘုရားကိုတွေ့ခြင်းတက်တွေကိုဘုရားကဘယ်လိုထူလဲဆိုတာဒီကနေ့မစီလျော်တဲ့ကောင်းကြီးဆိုတဲ့ကိုဗစ်နဲ့ရင်ဆိုင်ရသလိုနောက်နှစ်အတွက်လည်းအာမခံဖြစ်တယ်လို့ဆိုတာကိုအခုတည်းကအဖို့ပေးလိုက်ခြင်းနဲ့နော်အားလုံးဘုရားသခင်ကောင်းကြီးပေးပါစေကွယ်ဘုရားသခင်ကောင်းကြီးပေးပါစေ